ဂိုး400ကျော်သွင်းခဲ့ပေမဲ့လူရသွင်းမခံရတဲ့တိုက်စစ်မှုတစ်ယောက်ရှိပါတယ်ဘောလုံးလောကမှာပရိသတ်တွေအမြဲတမ်း short ထွက်တာခံရလေးရှိပေမဲ့ကိန်းကနန်းဆန်ချင်းအချက်လက်တွေနဲ့အကောင်းဆုံးသက်သေပြခဲ့တဲ့တိုက်စစ်မှုတစ်ယောက်ရှိပါတယ်အဲ့ဒီလူကတော့ဂက်ပွန်ကျေပွင့်ဥပါမီယန်ပါပဲသူဟာကစားသမားဘဝတစ်လျှောက်ပြိုင်ပွဲစုံ115ပွဲမှာဂိုးပေါင်း409ဂိုးထိသွင်းယူခဲ့ပြီးဂိုးပန်တီးမှု121ကြိမ်ထိပြုလုပ်ထားခဲ့တာပါဒါအပြင်အာဖရိကတနစ်တာအကောင်းဆုံးကစားသမားစုပရီးမီးယားလိရွှေဖက်နက်စုဘွန်ဒက်စ်လီဂါတနစ်တာအကောင်းဆုံးကစားသမားစုနဲ့ဂိုးအများဆုံးစုယူရိုပါလိရွှေဖက်နက်စုအပါအဝင်တဦးချင်းစုတစိမ့်များစွာကိုလည်းသိမ်းပိုက်နိုင်ခဲ့ပါတယ်အသင်းလိုက်အောင်မြင်မှုအနေနဲ့လည်းဂျာမန်ဖလား FA ဖလားပြင်သစ်လိဖလားနဲ့ Community Shield စတဲ့စုဖလားတွေကိုဆွတ်ခူးနိုင်ခဲ့ပါတယ်ဒေါ်မွန်အာဆင်နယ်ဘာစီလိုနာအစရှိတဲ့ဥရောပထိပ်တန်းကလပ်တွေမှာကစားခဲ့ပြီးရောက်လျာကလပ်တိုင်းမှာအမတ်ရစရာတိုက်စစ်စွမ်းရည်ကိုထောက်လျှောက်ပြသနိုင်ခဲ့တာပါဒီလိုမယုံနိုင်စရာကိန်းဂဏန်းတွေကိုပိုင်ဆိုင်ထားတဲ့ဥပါမီယန်ဟာဒီဘက်ခေတ်ရဲ့အကောင်းဆုံးတိုက်စစ်မှုတွေကတဦးဆိုတာငင်းကွယ်လို့မရပါဘူးဘောလုံးချစ်သူတွေရောဥပါမီယန်ရဲ့ကစားသမားဘဝပေါ်ဘာများပြောချင်ကြမလဲကွန်မန့်မှာဝင်ရောက်ဆွေးနွေးခဲ့ကြပါဦး